နေရမမှန်ရင်တန်ဖိုးမဲ့တယ်တခါကပခင်ဖြစ်သူဟာတားဖြစ်သူကိုနှစ်ပေါင်း100ကျော်တရန်းရှိတဲ့နိုင်ဟောင်းလေးတစ်လုံးကိုပေးခဲ့ပါတယ်ပြီးတော့အဲ့ဒီနိုင်လေးကိုလမ်းထိပ်ကကော်ပီဆိုင်မှာတွားရောင်းခိုင်းခဲ့ပါတယ်ကော်ပီဆိုင်ပိုင်ရှင်ကဒါဟောင်းနှောင်းနေပြီပဲ9000ပဲပေးနိုင်မယ်လို့ပြောလိုက်တယ်ဖခင်ဖြစ်သူကတခါထက်ခိုင်းပြန်တယ်ရှေးအောင်ပစ္စည်းရောင်းဆိုင်မှာတွားပြကြည့်ပါဦးနဲ့ရှေးအောင်ဆိုင်ကတော့ရှားပါတဲ့ပစ္စည်းပဲ9သိန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကပြတဲ့ကိုတွားပြကြည့်ပါလို့ဆိုပြန်တယ်ပြတဲ့ကတာဝန်ရှိသူတွေကစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ဒါဟာတမိုင်းဝင်တန်ဖိုးမဖြစ်နိုင်တဲ့ပစ္စည်းပဲသိန်းပေါင်း9000နဲ့ဝယ်ပြရစီလို့ပြောခဲ့ပါတယ်ဒီပုံမြင်လေးကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့တန်ဖိုးဆိုတာနေရာပေါ်မှာမူတည်တယ်ဆိုတာပါပဲနေရာမှရင်စိန်လဲကြောက်ခဲဖြစ်တတ်တယ်သင်ဟာအရေးချင်းရှိသူတယောက်ဖြစ်နေပါလေရဲ့နဲ့ကိုအသုံးမကျဘူးလို့ခံစားနေရပြီလားအပြစ်တင်ခြင်းနှိမ့်ချခြင်းလက်လူရှင်ယူတွေကိုပဲခံစားနေရတာလားဒါဟာတင့်မှာအရေးချင်းမရှိလို့မဟုတ်ပဲတင့်ကိုတန်ဖိုးထားရမှမသိတဲ့နေရာမှာရောက်နေလို့ဖြစ်ပါတယ်ကိုတံမိုးကိုတီးတဲ့သူတွေကြားမှာပဲနေပါစိန်တလုံးကိုဈေးဆက်စီမှာတွားပြရင်ကြောက်ခဲဈေးပဲရပါလိမ့်မယ်စိန်ရဲ့တံမိုးကိုစိန်ကုန်တွေကသာသိပါတယ်ထို့အတူပဲတင်းရဲ့ကြိုးစားမှုစိတ်စစ်တာနဲ့ကျွမ်းကျင်မှုကိုအတိမပြုတဲ့ပတ်ဝန်းကျင်မှာတင်ဆက်ရှိနေတွေ့တင်းစိတ်တွေပဲညှိုးနှွမ်းပါလိမ့်မယ်ရုံထွက်ဖို့မကြောက်ပါနဲ့အပင်တပင်ဟာမြေစီလောင်မကောင်းတဲ့နေရာမှာမြစ်တွင်နေရင်ဘလောက်ပဲရေလောင်လောင်ရှင်သန်ဖို့ခက်ခဲပါတယ်လူဆိုတာအပင်မဟုတ်တဲ့အတွက်နေရာရွှေ့လို့ရပါတယ်တင်းကိုတံမိုးမထားတဲ့နေရာမှာရှိနေရင်အားငယ်မနေပါနဲ့ကိုတံမိုးကိုတီးမဲ့နေရာကိုရှာဖွေဖို့ရဲရဲဝံ့ဝံ့ရှေ့လမ်းပြင်ပါမှတ်ထားရမှာကတင်ဟာတံမိုးမရှိတဲ့သူမဟုတ်ပါဘူးနေရာမှားနေတဲ့သူတယောက်သာဖြစ်ပါတယ်ကိုတံမိုးမရှိဘူးလို့မသတ်မှတ်ခင်ငါရောက်နေတဲ့နေရာကမှန်ကောမှန်ရဲ့လားလို့အရင်စမ်းသိကြည့်ပါနေရာမှာနဲ့ကတင်းရဲ့တင်းငယ်တဲ့ရေချင်းလေးကတော့တောက်ပလာပါလိမ့်မယ်တင်းတံမိုးကိုမြင်နိုင်တဲ့မျက်လုံးတွေရှိတဲ့နေရာကိုရောက်အောင်သွားပါတင်ဟာအဲ့ဒီနေရာကိုရောက်ရင်အဖိုးတန်တဲ့လူတယောက်ဖြစ်လာပါလိမ့်မယ်